အားလုံးမင်္ဂလာပါကျွန်တော်ဒီဘက်မှာတော့ဒီကြီးငါဥကိုမှခရမ်းချင်ဒီလေးနဲ့ဆက်ဆက်လေးချက်စားမယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့အရင်ဆုံးစချက်ဖို့အတွက်စီလေးနဲ့ထည့်မယ်ကျွန်တော်စီမပူခင်မှာဒါကတော့ကျွန်တော်အစားဆုံးပြင်ဆင်ထားတဲ့ဟာပေါ့နော်ကြက်သွန်ကြီးရယ်ကြက်သွန်ဖြူရယ်ရေသီးစိမ်းနဲ့နဲရယ်ခရမ်းချင်ဒီရယ်ကျွန်တော်စီပူလာပြီဆိုတာနဲ့ကျွန်တော်ကဒီမှာစနွေးမုတ်လေးနဲ့ထည့်မယ်ကျွန်တော်ခုနကပြင်ဆင်ထားတဲ့ကြက်သွန်ဖြူကြက်သွန်ကြီးလေးတစ်ခါလေးထည့်လိုက်မယ်ကျွန်တော်စီတက်တဲ့အထဲမှာအစိမ်းမုတ်လေးနဲ့နည်းလေးထည့်သုံးမယ်နော်ကျွန်တော်ဒီမှာလောဆယ်စီတက်ထားတဲ့အချိန်မှာရေငပိလေးနဲ့နည်းထည့်သုံးမယ်နော်ကျွန်တော်စီတက်နေတော့မှာပဲဒါကတော့ကျွန်တော်ဟိုပါပေါ့နော်ဒီကြီး9ဥပေါ့နော်အဲ့ဒါကဈေးထဲကနေဝယ်လာတာအဲ့ဒါကိုကျွန်တော်ရေလေးနဲ့တေချာလေးစီထားပြီးတော့တက်တက်လေးလုပ်ထားတာအဲ့ဒါကိုစီတက်တဲ့ထဲမှာတစ်ခါလေးထည့်ပြီးတော့ကြုံလိုက်ပါတော့ကျွန်တော်နည်းနည်းမှုပြီးသွားရင်ရေနည်းနည်းထည့်လိုက်မယ်ဟုတ်လားအရသာမုတ်နည်းနည်းထည့်မယ်ငါပြားရေနည်းနည်းထည့်မယ်ကျွန်တော်ဟင်းတည်ထားတဲ့အချိန်မှာပဲဒါကတော့မြေဒီဇိုင်းနဲ့ခင်းချင်လေးနဲ့ထည့်ထားတာထည့်လိုက်နော်ဒီမှာကျွန်တော်နန်းနန်းပြင်ပေါ့နော်နန်းနန်းပြင်မှာနည်းနည်းအုပ်လိုက်မယ်အခုလိုတည်ထားတဲ့အချိန်မှာရေနည်းထည့်လိုက်မယ်ရင်သူခဏလေး10မိနစ်15မိနစ်လောက်အုပ်ပြီးတော့တည်ထားလိုက်နော်ဟင်းရောကျွန်တော်တို့အခုဆိုရင်ဟင်းကတည်ထားတာပေါ့နော်10မိနစ်15မိနစ်လောက်ရှိပြီလုံးဝဒီကြီးကဥကလည်းလုံးဝရှည်ကြက်ပြီပေါ့နော်ကျွန်တော်လည်းနာမည်လေးခနဲ့ပို့ထပ်အုပ်လိုက်မယ်ဒီကောင်းကိုနောက်ထပ်9မိနစ်လောက်ထပ်တည်ထားလိုက်မယ်9မိနစ်လောက်တည်ပြီးတော့ချလို့ရပြီကဲကျွန်တော်အခုဆိုရင်တည်ထားတာ15မိနစ်ကျော်ပြီခင်းရှင်ပြီးလဲနူးပြီ9ခုတွေလည်းကြက်ပြီဆိုတော့ကျွန်တော်ခင်းရဒီလောက်ဆိုရင်ရပါပြီခုဆိုကျွန်တော်တို့ရဲ့ BG 9ဟင်းကလုံးဝ BG 9ဥပေါ့နော် BG 9ဥဟင်းကလုံးဝ share ပဲ share ကျက်သွားပြီဆိုတော့ကျွန်တော်တခါတည်းစားမဲ့ကြတဲ့မှာပြင်လိုက်မှာဖြစ်ပါတယ်ဝါကဲကျွန်တော်တို့အခုဆိုရင် BG 9ဥဟင်းလေးရပါပြီအရင်စားကောင်းပါလေချက်စားကြည့်ပါနော်